David Melech Israel Chayvakaya. David, King of Israel, endures and endures. Few people in Jewish history, or for that matter all of human history, have had as profound an impact as King David. Though he lived 3,000 years ago, the events of his life and the words that he wrote resonate in our lives today. Ladies, ready? You ready?ပြီးတော့ယေရှုခရစ်နောက်ဆုံးညစာစားတဲ့အခန်းဖြစ်ပါတယ်။ဒီနေ့ပိတ်တာ။ဘယ်ထိုင်ဘယ်ကြားလဲ။ခေါင်းကြည့်လေ။ခေါင်းကြည့်။我他这样没理，我你干嘛呗？来当的。他这样没理，我你干嘛哦？ဘုရားကျောင်းလေးသွားကြည့်ကြအောင်ဒီတရားကြီးပါ Bye. Good to see you. Bye. Good to see you. Where are you? China, China. ယေရှုခရစ်လက်ဝါးသားတိုင်းတင်ခံရပြီးသူတည်သွားတဲ့နောက်ပိုင်းပြီးတော့ဒီကောင်းကင်ဘုံတက်တဲ့နောက်ပိုင်းမှာဒီတပည့်တော်တွေကသူ12ပါးယေရှုခရစ်လက်ဝါးသားတိုင်းတင်ပြီးမှာပေါ့နော်ဘာလို့အမှမသိဘူးဘာလို့အပါခံရမှမသိဘူးသူတို့သူတို့ပြန်ခေါ်ကြပြီးတဆူတစီလေးပြန်ခေါ်ပြီးနေတဲ့အချိန်မှာကောင်းကင်ဘုံကနေမီးရှံကြလာအဲ့ဒါကောင်းကင်တမန်မီးရှံချပေးတယ်ဆိုတဲ့အခြေကောင်းဆိုရတာ And that's the Pentecost. Pentecost Day ဖြစ်ပါတယ် Now you have 10 minutes. Go around, take pictures. 10 minutes အချိန်ရတယ်တပ်ပုံစိတ်တစ်လောက်ရရိုက်ပါ10 minutes အတွက်ပြောင်းပြန်တန်လို့လဲရတယ်ပေါက်ထိုးနေလို့လဲရတယ်